ဒီကနေ့လူတွေကဘမောကိုလာပြောစိတ်ဓာတ်တွေကြာနေလို့ဗျာmotivate ရပါတော့ motivation အဲ့ဒါအဲ့ motivation ဖြစ်ဖို့လူတွေကိုအမြဲတမ်းမျှော်နေမှာလားကိုယ် motivation လုပ်ပေးမဲ့သူအမြဲတမ်းမျှော်နေမှာလား motivation ကတည်ဆောက်အောင်မဟုတ်ဘူး confidence ကိုတည်ဆောက်အောင် self confidence is the real foundation of all great success and achievement ကိုယုံကြည်မှုရှိခြင်းဟာအောင်မြင်မှုတွေရည်မှန်းချက်တွေဖြစ်မြောက်ဖို့အတွက်အခြေခံကြတော့မယ် self confidence ကိုယုံကြည်မှုတည်ဆောက်ပါဒါကြောင့်အဲ့ရထားလိုက်တဲ့နဲ့စရဏတစ်ခုခုလုပ်ပြီးဆိုတာလူကခွန်အားဖြစ်သွားအဲ့ဒါလုံတော့အပတ်မကြည့်ဘူးတချို့ကပဲအချိန်တန်းမှတရားစခန်းဝင်ပြီးတာပဲမဟုတ်ဘူးတရားစခန်းဝုန်းတိုင်းလို့ကောက်ဝင်လို့ပုံစံကြမသွားဘူးเนาะနေ့စဉ် daily routine ပေါ့ routine လုပ်နေတဲ့အချိန်တွေမှာအဲ့ဒါလေးထည့်ပေးထားဘုရားရှိခိုးတာဘေးရွတ်တာဂုဏ်တော်တွေပွားတာမေတ္တာပို့တာသို့မဟုတ်တရားထိုင်တာအဲ့ဒီအလေးချင်းလေးတွေကိုနေ့စဉ်ပွားထဲမှာထည့်ထားအဲ့ဒါက confidence တွေအများကြီးရေးကြီးတယ်ဒါကြောင့်ဘုံဘုံ motivation မပြောပါဘူး motivational speaker လည်းမဟုတ်ဘူး confidence ကိုတည်ဆောက်စေချင်တယ်တတ္တာယတရတိ organ ဘုရားရှင်တရတရားယုံကြည်မှုကိုတည်ဆောက်ထားရင်အခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်တယ်လို့ပြောတာဒါမြတ်စွာဘုရားပြောခဲ့တဲ့စကားပဲတတ္တာယတရတိ organ အဲ့တော့ယုံကြည်မှုမရှိတဲ့အခါသူများကိုအားကိုးရတဲ့ဟာတွေများပါသူများအားကိုးရတဲ့အခါကျတော့အားကိုးတဲ့အတိုင်းဖြစ်မလာတဲ့အခါအဲ့ဒီလူတွေနဲ့ဆက်ဆံရေး relationship မှာerror တက်သွားတယ်အဲ့ဒါပဲဘဝပြဿနာတွေနဲ့ပဲကျင်လည်နေကြတာเนาะဒါကြောင့်ဘဝကိုပြဿနာမတက်ခြင်းအဲ့ဒီဘဝဆိုတာခဏလေးတွေကိုစုထားတာဘဝလို့ခေါ်တယ်ဘဝဆိုတာဘာလဲ moment အဲ့ဒီ moment လေးတွေကို waste မဖြစ်စေနဲ့ဖုံဖုံတို့လည်းဖြစ်ပါတယ်သို့သောနဲနိုင်နေမြနဲအောင် waste တိုင်းနေနဲနိုင်နေမြနဲအောင်ဘုံတို့ short ချဒါကြောင့်လူကအမြဲတမ်းလန်းဆန်းနေရတယ်တက်ကြွနေတကယ်အလုပ်လုပ်လိုက်ရင်အချိန်လောက်တော့မလောက်ဘူးအရှာဆုံးကအစင်းရဲဆုံးကအချိန်ဖြစ်သွားတယ်အသက်ကြီးလာတာနဲ့အမျှအလုပ်တွေများလုပ်လာတာနဲ့အမျှအချိန်ဆင်းရဲတာအချိန်ပေါ်နေတဲ့သူတွေကကြီးပွားတဲ့သူတယောက်မှမဟုတ်ကြီးပွားတိုးတက်လာပြီးအောင်မြင်လာပြီးဆိုအချိန်ကအရှာဆုံးဖြစ်သွားတာအချိန်နဲ့လူလဲယူอ่ะ time is money အချိန်ဟာငွေပဲ time is gold အချိန်ဟာရွှေပဲ Abraham Lincoln ကတော့ပြောခဲ့တယ် time is everything အချိန်ဟာအရာရာတိုင်းပဲဘဝရဲ့အောင်မြင်မှုတွေကြီးပွားမှုတွေဖြစ်ထွန်းမှုတွေပျော်ရွှင်မှုတွေအားလုံးဟာအချိန်နဲ့လဲယူရတာဒါကြောင့်မြတ်စွာဘုရားရှင်အာရောချပရမလာဘအခွင့်အရေးတကအခွင့်အရေးတွေမှာပျော်ရွှင်တဲ့အကောင်းဆုံးဟာကျမ်းမာခြင်းပဲကျမ်းမာခြင်းကဘဝမှာအကောင်းဆုံးပျော်ရွှင်မှုပဲအကောင်းဆုံးအခွင့်အရေးပဲ